ဇလန်းဆက်ဆကျင်းမှာတော့တောင်ကိုရီးယားနိုင်ငံကခင်မီတိုးတက်နေတဲ့မျိုးကြီးတစ်မျိုးကိုမြင်တွေ့ရပါမယ်။မနက်ခင်းတစ်ခုမှာတော့ဘယ်သူမှမထင်မှတ်ထားတဲ့ကြောက်မက်ဖွယ်မင်းကလေးကြီးတစ်ခုကတစ်မျိုးလုံးကိုဝင်ရောက်လှုပ်ခတ်သွားခဲ့တာကြောင့်မိုးပြန်တက်တဲ့ခိုင်ခန့်လှပါရဲဆိုတဲ့အဆောက်အုံတွေအလုံးဟာပြိုလဲပျက်စီးသွားခဲ့ရပါတယ်။အဲနောက်တရားတွေနဲ့နိုးထလာတဲ့မင်းဆောင်ဆိုတဲ့မျိုးသားဟာသူ့တိုက်ခိုင်းရဝရဏကိုထွက်ကြည့်တဲ့အခါမှာတော့အပြင်ဘက်ကပြိုကျပျက်စီးနေတဲ့အပျက်စီးပုံကြီးကိုထိတ်လန့်ဖွယ်တွေ့လိုက်ရပါတယ်။အံ့ဩစရာကောင်းတာကသူနေထိုင်တဲ့တိုက်ခန်းအဆောက်အုံကြီးတစ်ခုတည်းသာထီးထီးချင်းမပြိုကျပဲကျန်ရစ်နေခဲ့တာဖြစ်ပါတယ်။သူအောက်ထပ်ကိုဆင်းသွားချိန်မှာတော့အသက်ရှင်ကျန်ရစ်တဲ့တိုက်ခန်းမှာနေတဲ့သူတွေဟာဘာဆက်လုပ်ရမလဲဆိုတာကိုဆွေးနွေးနေကြပြီးမီးစက်ကိုပြန်နှိုးဖို့ကြိုးစားနေကြပါတယ်။မေဆောင်ကတော့အိမ်ကိုပြန်လာခဲ့ပြီးသူ့ရဲ့ဇနီးဖြစ်သူမြောင်ဝါနဲ့အတူကြံနေသေးတဲ့အစားအစာတွေကိုချွေတာသုံးဆွဲဖို့အတွက်စီစဉ်ပါတော့တယ်။မြောင်ဝါကသူမအဖေရဲ့အိမ်ကိုသွားခြင်းပေမဲ့အပြင်ဘက်ကဘာကြီးကတိတ်ကိုအန်ရယ်များနေပြီဖြစ်ကြောင်းမေဆောင်ကရှင်းပြလိုက်ပါတယ်။အချိန်လေးကိုလွန်လာတာနဲ့အမျှပြိုကျသွားတဲ့တိုက်တွေကအသက်ရှင်ကျန်ရစ်သူတွေဟာတခုတည်းသောခုံလုံးရဖြစ်တဲ့သူတို့ရဲ့တိုက်ခန်းတွေစီကိုအုပ်စုနဲ့ရောက်ရှိလာခဲ့ကြပြီးညနေခင်းတစ်ခုမှာတော့မိခင်တယောက်နဲ့ကလေးငယ်တအုပ်ဟာမဲဆောင်းတို့တိုက်ခန်းတစ်ခါကိုလာခောက်ပြီးအသနာခံပါတော့တယ်။အခြားဘသူမှတကားမဖွင့်ပေးလို့သူတို့စီရောက်လာတာဖြစ်ပြီးပတ်စံပေးပါမယ်လို့လည်းကတိပေးပါတယ်။မဲဆောင်းကလက်ခံဖို့တွေးဝေနေပေမဲ့သူနာပြူတဦးဖြစ်တဲ့မြောင်ဝါကတော့ကြားကြားချင်းမှပဲကျူနာတက်သွားခဲ့ပြီးသူတို့ကိုဝင်ခွင့်ပြုလိုက်ပါတယ်။နောက်တနေ့မနက်မှာတော့မင်းဆောင်ဟာအောက်ထက်ကအဲဂျုံနေရာကိုသွားတဲ့အခါမှာတော့လူတွေဟာပစ္စည်းချင်းဖလှယ်နေကြတာကိုတွေ့လိုက်ရပါတယ်။အခုချိန်မှာငွေကြေးကအရာမဝင်တော့ပဲမီးကျစ်ဂတ်နဲ့ရေတွေကိုသာအဓိကထားလဲလှယ်နေကြတာဖြစ်ပါတယ်။တထွေနဲ့ပစ္စည်းလာလဲတဲ့သူကိုမြင်တော့မင်းဆောင်နဲ့သူ့ရဲ့လက်ပတ်နာရီတွေကိုပေးပြီးပစ္စည်းတစ်ခုနဲ့လဲလှယ်ခဲ့ပါတယ်။တိုက်ခန်းစင်းချက်လမ်းတွေမှာတော့အပြင်လူတွေကပြေးလည်လာခဲ့ပြီးပစ္စည်းလူရဲမှုတွေဖြစ်ကခဏခဏရံပွဲတွေဖြစ်လာပါတယ်။အဆိုးဆုံးကတော့တိုက်ခန်းတွေထဲမှာအစားအသောက်တွေရှားပါလာခဲ့တာဖြစ်ပြီးတနေ့မှာမတ်မွန်သည့်စီတူဘူးလေးတစ်ပူဆိုပါအောက်ကိုလင်းကျသွားတာကိုကောက်ဖို့အတွက်ကြိုးစားခဲ့ရင်ပိုးဟက်အုပ်ကြီးထွက်လာတာကိုမင်းဆောင်တွေ့လိုက်ရပါတယ်။မင်းဆောင်ကဒီမတ်မွန်သည့်ဘူးကိုသူတို့လိမ်များနှစ်ယောက်တည်းခိုးစားဖို့ကြိုးစားခဲ့ပေမဲ့ခိုလုံနေတဲ့သားအမိကဝင်လာတဲ့အတွက်မလွဲရှောင်သာခွဲကျွေးလိုက်ရတဲ့အထိအတ္တနဲ့ကျူနာကြားမှာလွန်ဆွဲလာခဲ့ရပါတယ်။ရက်တွေကြာလာတာနဲ့အမျှရာသီဥတုကအေးခဲလာခဲ့ပြီးအပြင်ကလူတွေလည်းပုံမများများလာတာကြောင့်ဒီလူတွေဟာသူတို့ရဲ့ကျူနာကိုအလွဲသုံးစားလုပ်နေတယ်လို့မင်းဆောင်တယောက်ခံစားလာခဲ့ရပြီးစိတ်မရှိဖြစ်လာပါတယ်။ဒီနေ့မှာတော့ရန်ဖြစ်တဲ့နေကြားလို့မြောင်းဟာထွက်ကြည့်ရာကနေတိုက်ခန်းတစ်ခုတည်းကနေမီးခိုးတွေထွက်လာခဲ့ပြီးရုတ်တရက်မီးတောင်ပေါက်ကွဲမှုဖြစ်သွားခဲ့ပါတယ်။အားလုံးထိတ်လန့်နေချိန်မှာရောင်းတက်ဆိုတဲ့အမျိုးသားတဦးဟာမီးတက်ဘူးနဲ့ဝင်ရောက်နှိမ့်သက်ပေးပေမဲ့လည်းမနိုင်တဲ့အတွက်အရေးပေါ်ရေပိုက်ကိုဆွဲထုတ်လာခဲ့ပါတယ်။မေဆောင်ကကူညီပေးပေမဲ့လည်းရေပိုက်ရဲ့တွန်းကန်အားကိုမထိန်နိုင်ဖြစ်နေတဲ့ချိန်မှာရောင်းတက်ကပဲအသက်ဆုံးပြီးမီးတဲ့တိုးဝင်ငိမ့်သက်ပေးလိုက်ပါတယ်။ဒီသူရဲ့ကောင်းဆွမ်းတဲ့လူရဲ့ကြောင့်တိုက်ခိုင်းနေသူတွေကရောင်းတက်ကိုကျေးဇူးတင်ကြပြီးတိုက်ခိုင်းနေသူတွေကြီးတီးသက်အစည်းအဝေးတစ်ခုခေါ်ယူလိုက်ကြပါတယ်။ကွမ်အဲလို့ခေါ်တဲ့အမျိုးသမီးတူကဦးဆောင်ပြီးအပြင်ကလူတွေကိုဘယ်လိုလုပ်ကြမလဲဆိုတာကိုအဓိကထားပြီးဆွေးနွေးကြပါတယ်။မြောင်ဝါကတော့အားလုံးအတူတကွရှင်းသန်နိုင်မဲ့နီလန်းကိုရှာသင့်တယ်လို့အကြံပြုပေမဲ့အများစုကတော့သဘောမတူကြပါဘူး။ကွမ်ရဲ့ဒီအပြင်ကလူတွေဟာအရင်ကအစင်းမြင့်တက်ကြီးတွေမှာနေသူတွေဖြစ်ပြီးသူတို့လိုလဲလက်တန်းစားတွေကိုအထင်သိခဲ့ကြသူတွေဖြစ်ကြောင်းနဲ့အခုလည်းအစားအစာတွေပြည့်နေပြီဖြစ်ကြောင်းထောက်ပြပါတယ်။နောက်ဆုံးမှာတော့နိုင်ငံဝန်ထမ်းဖြစ်တဲ့မင်းဆောင်ရဲ့အကြံပြုချက်အရအဖွဲ့အစည်းတစ်ခုကိုဖွဲ့ဖို့အတွက်ဆုံးဖြတ်လိုက်ကြပြီးဂွမ်အဲရဲ့အဆိုပြုချက်နဲ့တူရောင်းတက်ကိုခေါင်းဆောင်အဖြစ်တင်မြှောက်လိုက်ကြပါတယ်။အပြင်လူတွေကိုနှင်ထုတ်မထုတ်အဆုံးဖြတ်ပေးဖို့အတွက်ဖနက်တရံတွေကိုကြောက်ခဲအဖြူအောင်နဲ့အနှဲ့အောင်လေးတွေထည့်ပြီးလှည့်ဝက်မဲ့ပြီးခဲ့ကြပါတယ်။နောက်ဆုံးရလက်ကတော့အားလုံးကအပြင်ကလူတွေကိုမောင်းထုတ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။မဲဘေဘီနောက်မှာမင်းဆောင်ကိုသူဘာအောင်ထည့်ခဲ့လဲလို့မြောင်ဟာကမေးခဲ့ပေမဲ့မင်းဆောင်ကဘာမှမဖြစ်ပဲတိတ်ဆိတ်နေခဲ့ပါတယ်။အဲဒီချိန်မှာမင်းဆောင်ရဲ့စိတ်ထဲမှာအရင်ကစိတ်ထန်ရာတစ်ခုကပြန်လည်ပြီးမြင်အောင်လာခဲ့ပါတယ်။ငလင်လုံးစင်ကသူဟာအပျက်စီးတွေကြားမှာပိတ်မနေတဲ့အမျိုးသမီးတဦးကိုကယ်ဖို့ကြိုးစားခဲ့ပေမဲ့အခြေအနေတွေဆိုးလာချိန်မှာတော့အသက်လူပြီးထွက်ပြေးလာခဲ့ရကသူ့ကားလေးထဲကနေအဲ့ဒီအမျိုးသမီးတေဆုံးသွားခဲ့တာကိုထိုင်ကြည့်နေခဲ့ရတာဖြစ်ပါတယ်။နောက်တစ်နေ့မှာရောင်းတက်ကစစ်မှုထမ်းဟောင်းဖြစ်တဲ့မင်းဆောင်ကိုမူကင်းနေနေရဲ့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ခန့်အပ်လိုက်ပါတယ်။တိုက်ခန်းနေသူတွေကစေးလေးကျမှုရှိတဲ့သူတွေကိုစူးစီးပြီးလက်နက်တွေကိုင်ဆောင်ကအပြင်လူတွေကိုမောင်းထုတ်ဖို့ပြင်ဆင်လိုက်ကြပါတယ်။ဒိုဂျွန်းဆိုသူကတော့ဒီလိုရက်ကိုလက်မခံနိုင်လို့နှုတ်ထွက်သွားတဲ့အတွက်အားလုံးရဲ့ကင်းရဲ့ချင်းကိုခံနေရပါတယ်။အာယုံတက်ချိန်မှာတော့ကွမ်အဲကအပြင်လူတွေကိုလှည့်စားပြီးအပြင်ထွက်လာအောင်လုပ်လိုက်ပါတယ်။အားလုံးအပြင်ရောက်သွားချိန်မှာတော့အသက်ဆောင်နေတဲ့တပ်ဖွဲ့ကခြံစည်းရိုးတွေနဲ့ပိတ်ဆို့လိုက်ပြီးဒီနေရာမှာဆက်နေလို့မရတော့ကြောင်းကြေညာလိုက်ပါတယ်။ပြင်ဘက်မှာ AKB တည်ဆုံးသွားနိုင်တဲ့အတွက်အပြင်လူတွေကဒေါသတကြီးကန့်ကွက်ကြပြီးလူအုပ်ထဲမှာပါလာတဲ့ဒေသခံလွှတ်တော်အမတ်ကဝင်ရောက်ဆွဲဖက်ဖို့ကြိုးစားခဲ့ပေမဲ့မဲဆောင်ကဂရုမစိုက်ပဲသူ့ကိုပါမောင်းထုတ်လိုက်ပါတယ်။အဲဒီနောက်မှာတော့အပြင်ဘက်ကလူတွေကအတင်းတိုးဝင်ဖို့ကြိုးစားကြရာကနေကြီးမားတဲ့အထီးခုံကြီးဖြစ်သွားပါတော့တယ်။မှန်ဒီကွဲလူတွေလည်းထိခိုက်ဒဏ်ရာရကြပြီးရောင်းတက်ကိုယ်တိုင်လည်းမျက်နှာမှာသွေးတန်ရဲရဲနဲ့အပြင်လူတွေကိုအော်ဟစ်ချောင်းနှံလိုက်ပါတယ်။တိုက်ခန်းပေါ်ကလည်းကြောက်ခဲတွေနဲ့ပါပြစ်ပေါက်လိုက်တဲ့အခါမှာတော့အပြင်လူတွေအားလုံးကြောက်လန့်နေကြတဲ့ထွက်ပြေးသွားကြပါတော့တယ်။အားလုံးကအောင်ပွဲခံနေကြပေမဲ့မြောင်ဟာကတော့ဒီလိုရက်ဆက်တဲ့အကြမ်းဖက်မှုကြီးကိုကြည့်ပြီးနှလုံးကွဲမတက်ခံစားနေရပါတယ်။အပြင်လူတွေကိုရှင်းထုတ်ပြီးနောက်မှာတော့တိုက်ခန်းနေသူတွေဟာအဆောက်အုံကိုပြန်လည်ပြုပြင်ကြပြီးအပြင်လူတွေဝင်မလာနိုင်အောင်ကြီးမားတဲ့တကားကြီးတစ်ခုကိုတီးဆောက်လိုက်ကြပါတယ်
အိုင်နာကွန်ဟဲကအသက်ရှင်ကျန်တဲ့သူတွေကိုတင်းကျပ်တဲ့စီကံချက်၄ရက်ကိုချမှတ်လိုက်ပါတယ်။တိုက်ခန်းပါရှင်မဟုတ်ရင်နေခွင့်မရှိသလိုအပြင်ကိုလည်းကိုယ်သဘောတိုင်းသွားလာခွင့်မပြုပါဘူး။ဒါအပြင်မီးမမွေးရဘူးဆိုတဲ့ကန့်သက်ချက်ပါဝင်လာခဲ့ပြီးအရေးကြီးဆုံးချက်ကတော့ကိုလုံးနိုင်တဲ့လောက်အပေါ်မူတည်ပြီးမှသာအစားအသောက်ရိတ်ခပေးမယ်ဆိုတဲ့ပြင်းထန်တဲ့စီးရင်းတွေပဲဖြစ်ပါတယ်။ရေမရှိတဲ့အတွက်ညစ်ကြေးတွေကိုအိတ်တွေနဲ့ထည့်ပြီးညစ်ကြေးတွေကိုပစ်ထည့်ရတဲ့အထိနေထိုင်မှုပုံစံကပြောင်းလဲသွားခဲ့ပါတယ်။အစားအသောက်တွေပြက်လက်လာတဲ့အခါမဲဆောင်းတို့အဖွဲ့ဟာမျိုးပြက်ကြီးတွေကထွက်ပြီးအစားအသောက်ရှာရပါတော့တယ်။အပြင်လောကကြီးကအလောင်းတွေနဲ့ပြင်းထန်နေခဲ့ပြီးအချင်းချင်းတက်ပြက်လျှို့ထားတဲ့အထောက်အထားတွေကိုကြောက်မက်ဖွယ်တွေးလိုက်ရပြီးလွတ်တော်အမတ်ရဲ့အလောင်းကိုပါတွေးလိုက်ရပါတယ်။ဒီတစ်ခေါက်မှာတော့သူတို့ရဲ့အဖွဲ့ဟာစူပါမားကတ်တစ်ခုကိုတွေ့သွားခဲ့ပြီးပိုင်ရှင်ဖြစ်သူနဲ့ထိတွေ့တွေ့ကြရမှာပိုင်ရှင်ကတနက်နဲ့ချိန်ထားပေမဲ့မဲဆောင်းကအနောက်ကနေဝဲလိုက်တဲ့အတွက်တနက်ပစ်ဖောက်မိပြီးသူတို့ရဲ့အဖွဲ့ဝင်တအုပ်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ဒေါသထွက်သွားတဲ့ရောင်တက်ကဆိုင်ရှင်ကိုရဲရဲဆက်ဆက်ရမ်းနေလိုက်ပြီးပစ္စည်းတွေခွေးတွေကိုပါလူရဲလာခဲ့ပါတယ်။လမ်းမှာဖခင်တဦးရဲ့အလောင်းပေးနားမှာငိုချွေးနေတဲ့ကလေးနှစ်ယောက်ကိုမဲဆောင်းတွေ့လိုက်ရချိန်မှာသူ့ရဲ့နူးညံ့တဲ့စိတ်ဓာတ်တွေတဖြည်းဖြည်းနဲ့ပျောက်ကွယ်နေပြီဆိုတာကိုသတိပြုမိသွားခဲ့ပါတယ်။ဒီချိန်မှာပဲတိုက်ခန်းမှာကြံခဲ့တဲ့မြောင်ဝါကတစ်ဖက်ဝရဏကနေအချိန်ကခိုလုံခဲ့မှုတဲ့ကလေးငယ်လေးကိုတွေ့လိုက်ရပါတယ်။စုံစမ်းကြည့်တဲ့အခါမှာတော့တပ်ဖွဲ့ကနေနှုတ်ထွက်သွားခဲ့တဲ့ဒိုကျွန်းဟာသူ့တိုက်ခန်းထဲမှာအဲ့ဒီသားမီးကိုလှည့်ဝက်စွာချင်းမွေးဆောက်ရှောက်ထားကြောင်းသိလိုက်ရပါတယ်။အချိန်လေးကြာလာပြီးနှစ်သိကိုချင်းရောက်တော့တိုက်ခန်းမှာရှိတဲ့သူတွေဟာအပြင်ဘက်မှာမီးဆက်နှိုးပြီးအကြီးကျယ်ပွဲတော်ဆင်နွှဲနေကြပါတယ်။မြောင်ဝါကတော့ဒီလိုအချိန်တွေမှာပျော်ပွဲရှင်ပွဲလုပ်တာကိုသဘောမကျဖြစ်နေပြီးပွဲလုပ်နေစမှာပဲအမောင်လေးကနေလူရဲတစ်ခုချင်းကပ်လာတာကိုတွေ့လဲရလို့အားလုံးထိတ်လန့်သွားကြပါတယ်။ဒါပေမဲ့ရောက်လာသူကတော့အရင်ကဒီတိုက်ခန်းမှာမိဘတွေနဲ့တူနေထိုင်ခဲ့ဘူးတဲ့ဟေဝန်းဆိုတဲ့မျိုးသမီးငယ်လေးဖြစ်နေခဲ့ပါတယ်။သူမဟာမိသားစုပြဿနာကြောင့်အပြင်ရောက်နေခဲ့တာဖြစ်ပြီးအခုမှပြန်ရောက်လာတာဖြစ်ကအံ့ဩစရာကောင်းတာကသူမရဲ့တိုက်ခန်းဟာခေါင်းဆောင်ရောင်းတက်ရဲ့တိုက်ခန်းနဲ့ကက်လျက်ဖြစ်နေခဲ့ပေမဲ့သူမကရောင်းတက်ကိုလုံးဝမမှတ်မိဘူးဖြစ်နေခဲ့ပါတယ်။တိုက်ခန်းနေသူတွေကဟေဝန်းကိုနူးနူးထွေးထွေးကြိုဆိုကြပြီးပွဲတော်ကိုဆက်လက်ဆင်နွှဲကာရာအိုကေတီးဆိုနေကြပါတယ်။ရောင်းတဲ့တယောက်တချင်းဆိုချိန်မှာတော့သူ့ကိုဟေဝန်းဘာကြောင့်မမှတ်မိလဲဆိုတာကိုတွေးရင်းနဲ့အတိတ်ကအရင်မဲကြီးစီကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။တကယ်တော့ဟေဝန်းမမှတ်မိတာကလုံးဝမထူးဆန်းပဲအခုခေါင်းဆောင်လုပ်နေတဲ့ရောင်းတက်ဆိုတဲ့သူဟာတကယ်တိုက်ခန်းပိုင်ရှင်အစ်လုံးဝမဟုတ်ခဲ့ပါဘူး။သူ့ရဲ့နာမည်အရင်ကဆယ်ဘွန်ဖြစ်ပြီးအရင်ကတက်စီမောင်းနေသူတူဖြစ်ပါတယ်။ငလျင်မလောက်ခတ်မီအချိန်လေးအတွင်းမှာဆယ်ဘွန်ဟာငွေကြီးလိမ်လည်တဲ့ဂိုင်းတစ်ခုမှအလုံးလုံးနေတဲ့တကယ်ရောင်းတက်အစ်ရဲ့တိုက်ခန်းတွေကိုအတင်းဝင်ရောက်လာခဲ့ပါတယ်။ဆယ်ဘွန်ကအဲ့ဒီငွေကြီးလိမ်လည်မှုရဲ့သားကောင်ဖြစ်ခဲ့ရပြီးသူဆုံးရှုံးသွားတဲ့ငွေတွေကိုပြန်တောင်းဖို့အတွက်ရောက်ရှိလာတာဖြစ်ပါတယ်။ဒါပေမဲ့ရောင်းတက်ကငွေပြန်ပေးဖို့အတွက်ညှင်းဆန်လိုက်တဲ့အခါမှာတော့ဒေါသပေါက်ခွဲသွားတဲ့ဆယ်ဘွန်ကသူ့ကိုဝင်ရောက်လုံးထွေးတိုက်ခိုက်ပါတော့တယ်။ရောင်တက်ကဓာတ်နဲ့ထိုးလိုက်နိုင်ခဲ့ပေမဲ့အချုံမပေးတဲ့ဆယ်ဘုံကသူ့ကိုကျမ်းမြေပေါ်မှာလှဲချလိုက်ပြီးပါဇက်ထဲကိုကြောက်ခဲတဲ့အတင်းထိုးတဲ့ကတပ်ဖြတ်လိုက်ပါတယ်။ဒီကြောင့်မဖွယ်မြင်ကွင်းကိုကြည့်နေတဲ့ရောင်တက်ရဲ့မိခင်အိုကြီးဟာလည်းအကြောက်လွန်ပြီးတော့သတိလစ်သွားခဲ့ပါတယ်။အဲဒီချိန်မှာပဲဆယ်ဘုံစီကိုသူ့ရဲ့ဇနီးနဲ့သမီးဖြစ်သူစီကဖုံးဝင်လာခဲ့ပြီးအကျွေးတောင်းတဲ့သူတွေအိမ်ကိုရောက်လာလို့အကုန်သိမ်းသွားပြီဖြစ်ကြောင်းအော်ဟစ်ငိုယိုကပြောဆိုကြပါတယ်။တိတ်မကြခင်မှာပဲကြောက်မဖွယ်မင်္ဂလီကြီးလှုပ်ခတ်သွားခဲ့ပြီးဘဝမှာအားလုံးဆုံးရှုံးသွားပြီဖြစ်သလိုဇနီးဖြစ်သူကလည်းသူ့ကိုမုန်းတီးနေပြီဖြစ်တဲ့အတွက်ဆယ်ဘုံကဒီတိုက်ခန်းမှာပဲဆက်နေဖို့ဆုံးဖြတ်လိုက်ပြီးတေဆုံးသွားတဲ့ရောင်တက်ရဲ့နာမည်ကိုအမိခံယူကအတူရောင်ဘဝနဲ့ရှင်းသန်နေခဲ့တာဖြစ်ပါတယ်။အချိန်တွေတော်ကြာလာတဲ့အခါတိုက်ခန်းနေသူတွေဟာသူတို့ရဲ့အပတ်စဉ်ရိတ်ခါတွေကိုတွားရောက်ထုတ်ယူကြပေမဲ့အသက်ရှင်ဖို့တော့မနဲ့စားနေရတဲ့ပမာဏဖြစ်နေလို့အချင်းချင်းအခြေတင်စကားများကြပါတော့တယ်။အထူးသဖြင့်မှုကင်းနေနေရဲ့ဘက်ကတခြားလူတွေထက်ရိတ်ခါပိုရနေတာကိုအမျိုးသားတဦးကမကြင်မနဲ့ဖြစ်လာခဲ့ပြီးတိုက်ခန်းပြုပြင်လုံရင်ရလာတဲ့သူ့ရဲ့တန်ရာကိုပြကာမတရားကြောင်းအော်ဟစ်ပြောဆိုပါတော့တယ်။ဒါအပြင်အဲ့ဒီမှုကင်းအဖွဲ့သားတွေကိုလူသက်သမားတွေလိုပါဆွဆွဲလိုက်တဲ့အတွက်ဒီစကားကိုအနီးနားမှာရှိနေတဲ့မြောင်ဟာကကြားသွားခဲ့ပါတယ်။ဒီပြဿနာကိုကွမ်ဟဲကဝင်ရောက်ဖြေရှင်းပေးလိုက်ပြီးမကျင်တဲ့ရဲ့တိုက်ခဲကထွက်သွားလို့ရတယ်လို့ပြက်ပြက်သားသားပဲပြောလိုက်ပါတယ်။နောက်ပိုင်းမြောင်ဟာကမဲဆောင်းကိုတီးတန့်ခေါ်ပြီးအပြင်ထွက်တုန်းကလူတက်ခဲ့ဘူးလားလို့မေးလိုက်တဲ့အခါမှာတော့မဲဆောင်းကပြဿနာနည်းနည်းဖြစ်ခဲ့ဘူးပေမဲ့အဲ့ဒီလူမသေးပါဘူးလို့ညင်းဆိုခဲ့ပါတယ်။ဒါပေမဲ့မြောင်ဟာကတော့ဒီလိုအကြမ်းဖက်တဲ့လုပ်ရက်တွေကိုယွန်းရှာလွန်ပြီးနောက်ရိတ်ခါရှာတဲ့အဖွဲ့မှာမပါဝင်ဖို့အတွက်မဲဆောင်းကိုတားမြစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူမရဲ့ပိုရှင်နေတဲ့ရိတ်ခါအချို့ကိုယူပြီးလျှို့ဝှက်ပုံအောင်နေတဲ့အပြင်ကလူတွေကိုကူညီဖို့အတွက်ဒိုချုံကိုသွားပေးခဲ့ပါတယ်။တစ်ဖက်မှာလည်းရောင်တက်ကဟေဝန်းစီကိုအပူပေးဆက်လာပေးသူတို့နဲ့ရောက်လာခဲ့ပြီးသူ့အမေကိုတိလားလို့မိကုံထုတ်လိုက်ပါတယ်။ဟေဝန်းကတိတယ်လို့ဖိလိုက်တဲ့အခါရောင်တက်ကသူမကိုနေရန်စီကိုအတင်းဖိကတ်လိုက်ပြီးအခုရောငါ့ကိုမှတ်မိပြီလားလို့ချိန်ချောက်တဲ့လီတန်နဲ့မေးလိုက်ပါတယ်။ကြောက်လန့်သွားတဲ့ဟေဝန်းလည်းကိုယ့်အသက်အန္တရာယ်ကိုထိခိုက်မှစိုးရင်တဲ့အတွက်မှတ်မိတယ်လို့ပဲလိန်ညာပြီးဖိလိုက်ရပါတယ်။မကြခင်မှာပဲဟေဝန်းရဲ့တန်ရာကိုမြောင်ဝါကလာရောက်ကြည့်ရှုပေးရင်အပြင်လောကကြီးရဲ့အခြေအနေကိုမေးမြန်းလိုက်တဲ့အခါမှာတော့ဟေဝန်းကအပြင်ဘက်ကငရဲပြည်နဲ့တူချောင်းနဲ့ဒါပေမဲ့ဘူတာယုံနားမှာလူတစုနေထိုင်နေဆိုတဲ့ကောလာဟလာတွေကိုကြားဘူးကြောင်းပြောပြလိုက်ပါတယ်။ဒီစကားကိုခန်းထဲမှာရှိတဲ့အခြားမျိုးသမီးတွေကကြားသွားခဲ့ပြီးအခြေအမြင့်မရှိတဲ့မျှော်လင့်ချက်တွေနဲ့ဝင်ရောက်ပြောဆိုတဲ့အခါမှာတော့ဟေဝန်းကသူတို့ဟာအပြင်ဘက်မှာရှိတဲ့ယာနဲ့ရှိတဲ့အလောင်းတွေကိုလှစ်လူရှုပြီးတက်တောင့်တက်တာနေနေကြတယ်လို့ဒေါသတကြီးနဲ့တုံ့ပြန်လိုက်ပါတယ်။ဒီအခါမှာမျိုးသမီးတွေကဟေဝန်းကိုနောက်မှရောက်လာခဲ့ပြီးသူတို့ရဲ့လှုပ်အားတွေကိုခေါင်းပုံဖြတ်စားနေတဲ့သူတွေလို့ဆွဆွဲကသူမရဲ့ဖခင်ကိုပါထိခိုက်စော်ကားလာခဲ့ပါတယ်
ဝမ်းနဲ့စိတ်တို့ဖြစ်သွားတဲ့ဟေဝန်းကအခန်းထဲကနေစောင့်အောင်ထွက်သွားခဲ့ပြီးနောက်ကလိုက်လာတဲ့မြောင်ဟာကိုခေါင်းဆောင်ချောင်းတက်ကတကယ်တိုက်ခန်းပိုင်ရှင်အစ်မဟုတ်ကြောင်းနဲ့ဒါကိုအားလုံးကသိသိကြီးနဲ့သူ့ကိုကြကောင်းကောင်းဆက်ဆံပြီးသူမကိုကြဖယ်ချင်ထားကြကြောင်းရှင်းဖွင့်လိုက်ပါတယ်သူတို့နှစ်ယောက်စကားပြောနေတော့မှပဲထိတ်လန့်နေကြအော်ဟစ်တန်တွေထွက်ပေါ်လာခဲ့ပါတယ်အကြောင်းကတော့ခြံစည်းရိုးကိုကြော်ပြီးအပြင်ကိုတယောက်တည်းထွက်သွားတဲ့တိုက်ခန်းနေသူတူဟာအပြင်ကလူတွေရဲ့တပ်ဖြတ်ခြင်းကိုခံလိုက်ရပြီးသူ့ရဲ့အလောင်းကိုပြန်တွေ့လိုက်ရလို့ပဲဖြစ်ပါတယ်လူသက်သမားတွေကတိုက်ခန်းနေသူအားလုံးကိုမကြခင်ဒီအတွက်ပေးဆက်ရမယ်ဆိုတဲ့စာတမ်းကိုသူတို့နဲ့ရေးသားထားခဲ့ပါတယ်ဒီမြင်ကွင်းကရောင်းတဲ့အတွက်မြို့ပြကြီးထဲမှာသူ့ရဲ့သမီးအလောင်းကိုတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကိုတွားပြီးသတိရစေမိခဲ့ပါတယ်ဒါကြောင့်ရောင်းတဲ့ဟာဒီချိန်ကစပြီးတိုက်ခန်းဝင်ထွက်ကိုတင်းတင်းကြပ်ကြပ်စစ်ဆေးတော့မဲ့အပြင်ကင်းဆောင်တွေကိုလည်းအင်အားတိုးချက်ချမယ်လို့ချက်ချင်းကြေညာလိုက်ပါတယ်အဲ့ဒီနေ့ညနေမှာပဲရောင်းတက်ဟာဒိုဂျုံရဲ့အခန်းကိုရုတ်တရက်ဝင်ရောက်စစ်ဆေးခဲ့ပြီးအခန်းထဲကိုအနှံ့မှွေနောက်ရှာဖွေရင်းနဲ့ကတင်ပေါ်ကမှုရကိုဆွဲမလိုက်တဲ့အခါမှာတော့အောက်ကလှေးဝက်ပုံအောင်နေတဲ့သားမီးနှစ်ယောက်ကိုတွေ့လိုက်ရပါတယ်။ရောင်းတက်ကအဲ့ဒီသားမီးကိုချက်ချင်းမောင်းထုတ်လိုက်ပြီးဒိုဂျုံကိုလည်းစီကံဖောက်ဖျက်မှုနဲ့ပြင်းပြင်းထန်ထန်အပြစ်ပေးလိုက်ပါတယ်။ဒါကိုတိုက်ခန်းနေသူတွေအားလုံးကရက်ကြည့်နေကြပေမဲ့ဘယ်သူမှဝင်ရောက်မတားဆီးရကြပါဘူး။ဒါတည်းမကသေးပဲမြောင်ဟာပါဒီကိစ္စမှာပါဝင်ပတ်သက်နေတာကိုရောင်းတက်ကမင်းဆောင်ကိုတွားကြပြီးပြောပြလိုက်ပါတယ်။ဒါကြောင့်မင်းဆောင်ကသူ့ကိုပါပြဿနာတဲ့ဆွဲသွင်းရမလားဆိုပြီးမြောင်ဟာကိုဒေါသတကြီးနဲ့အပြစ်တင်လိုက်တာကြောင့်မြောင်ဟာကလည်းမင်းဆောင်ရဲ့အတ္တဆန်တဲ့စိတ်ဓာတ်ကိုယွန်းရှာသွားပြီးရောင်းတက်ကတိုက်ခန်းပိုင်ရှင်စင်မဟုတ်ကြောင်းဖွင့်ပြောပြပေမဲ့တက်သေးမရှိတဲ့အတွက်မင်းဆောင်ကလုံးဝမယုံကြည်ခဲ့ပါဘူးပြီးတော့မင်းဆောင်ကရောင်းတက်စီကိုတွားကဒူးထောက်ပြီးတောင်းပန်ခဲ့တဲ့အတွက်ရောင်းတက်ကသူ့ကိုဒီထက်ပိုပြီးကြိုးကြိုးစားစားလှုပ်လှုပ်ဖို့သာခိုင်းစီလိုက်ပါတယ်နောက်တနေ့မှာတော့မှုကင်းနေနေတဲ့တပ်ဖွဲ့ဟာပိုပြီးတင်းကျပ်လာခဲ့ပြီးအခန်းတိုင်းကိုလိုက်လံစစ်ဆေးပြီးအပြင်လူတူတာနဲ့ချက်ချင်းနှင်ထုတ်ကအဲ့ဒီအခန်းကိုလည်းစီးနီတွေနဲ့အမှတ်သားလုပ်လိုက်ပါတယ်။မြောင်ဟာကဒိုဂျုံကိုစီးတချို့ခိုးပေးဖို့ကြိုးစားပေမဲ့ပြဿနာမဖြစ်အောင်ဒိုဂျုံကလက်မခံရဲဖြစ်နေခဲ့ပြီးစစ်ဆေးမှုတွေပြီးသွားချိန်မှာတော့ရောင်းတက်ကစီကံဖောက်သူတွေကိုလူပုံလဲမှာဒူးထောက်စစ်ခဲ့ပြီးအချင်းချင်းတောင်းပန်ခိုင်းကအခုဆိုရင်ဒီအဆောက်အအုံမှာတကယ်တိုက်ခန်းပိုင်ရဲ့အစ်စ်တွေပဲကျန်တော့တယ်လို့ဂုံယူဝင်ကြွားစာနဲ့ကြေညာလိုက်ပါတယ်။ဒီချိန်မှာပဲအထက်စီကနဲ့အော်ဟစ်တန်ကြားလို့ကြည့်လိုက်ရာဝရဏမှာရက်နေတဲ့ဒိုဂျုံကိုတွေ့လိုက်ရပါတယ်။ဒိုဂျုံကဒီလိုရက်တွေအားလုံးကမှားယွင်းနေပြီလို့အော်ပြောလိုက်ပြီးနောက်အောက်ကိုခုန်ချကသူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ်။ဒိုဂျုံရဲ့အလောင်းကိုမိသေးကြုံနေချိန်မှာရုတ်တရက်ငလေငလေးတစ်ခုထပ်မံလောက်ခတ်သွားခဲ့ပြီးအလီနာကအဆောက်အအုံတစ်ခုပြိုကျသွားရာကနေရေကန်ကြီးတစ်ခုပေါက်ထွက်လာခဲ့တာကြောင့်သူတို့စီကိုမျှော်လင့်မထားပဲရေတွေပြန်ရလာခဲ့ပါတယ်။အားလုံးကရေရလို့အောင်ပွဲခံပျော်ရွှင်နေချိန်မှာမြောင်ဝါကဟေဝန်းစီကိုချင်းကပ်သွားခဲ့ပြီးရောက်တဲ့နဲ့ပတ်သက်တဲ့အသေးစိတ်ချက်လက်တွေကိုမေးမြန်းပါတော့တယ်။ဟေဝန်းကသူမရင်ကမပြောင်းရွှေ့ခင်ကမှားပြီးရောက်လာတဲ့ပါစက်တုတ်တစ်ထုပ်ကိုဘေးကန်းကတကယ်ရောင်းတဲ့အစ်စ်စီကိုတွားပေးခဲ့ပူကြောင်းပြောပြလိုက်ပါတယ်။ဒီချိန်မှာကွန်အဲကရောင်းတဲ့စီကိုတွားပြီးရေရရှိလာပေမဲ့စားစရာတွေပြက်လက်နေပြီဖြစ်ကြောင်းပြောပြလာတဲ့အတွက်ရောင်းတက်ကရိတ်ခါရှာမဲ့အဖွဲတစ်ခုကိုအပြင်ထွက်ဖို့အတွက်ကြေညာလိုက်ပါတယ်။ဒီခွင့်ရေးကိုတုံးချပြီးဟေဝန်းနဲ့မြန်မာတို့ဟာဟေဝန်းရဲ့အခန်းထဲရန်ကိုဖောက်ပြီးရောင်းတက်ရဲ့အခန်းထဲကိုလှည့်ဝက်ခိုးဝင်လာခဲ့ကြပါတယ်။သူတို့အခန်းထဲကိုအနှံ့ရှာဖွေပေမဲ့ရောင်းတက်ကတက်တဲ့ထောက်ထားမှန်သမျှကိုဖျောက်ဖျက်ထားတဲ့အတွက်ဘာမှမတွေ့ရှိခဲ့ရပါဘူး။အခန်းထဲကမိခင်အိုကြီးကိုမေးကြည့်တော့လည်းဘာမှမသိရှာတာကြောင့်လက်လျှော့ပြီးပြန်ထွက်မဲ့အချိန်မှာပုံမှန်မဟုတ်ပဲတေချာပေးထားတဲ့ဝှက်လျှော်စက်ကြီးတစ်လုံးကိုသတိထားမိသွားခဲ့ကြပါတယ်။သူတို့နှစ်ယောက်သားဝှက်လျှော်စက်ကြီးကိုဖွင့်ကြည့်လိုက်ချိန်မှာတော့အထဲမှာထိုးသိပ်ထည့်ထားတဲ့တကယ်ရောင်းတက်အစစ်ရဲ့လောင်းကြီးကိုကြောက်မှတ်ဖွယ်တွေ့လိုက်ရပါတယ်။တစ်ဖက်မှာလည်းရောင်းတက်တို့ရိတ်ခတ်ရှာတဲ့ဖွဲ့ဟာအရင်ကားတဲ့ပိုဝေးတဲ့နေရာကိုတွားရောက်ရှာဖွေရာကနေပျက်စီးနေတဲ့စားသောက်ဆိုင်တစ်ခုကိုတွားရောက်တွေ့ရှိခဲ့ပါတယ်။အထဲကဝင်မှုတစ်ခုတီးသောနီလန်ကအလောင်းတွေပြေးလက်နေတဲ့ကျင်းမြောင်းတဲ့ဥမြင့်လှန်ကောင်းလေးတစ်ခုဖြစ်နေခဲ့ပြီးမဲဆောင်းကအသက်ဆုံးပြီးဝင်သွားဖို့အတွက်တာဝန်ယူလိုက်ပါတယ်။ပုတ်ပွားနေတဲ့အလောင်းတွေကြားကနေတိုးဝင်သွားရတဲ့ခံစားချက်ကအင်မတန်ရိုးရှားစရာကောင်းလာပြီးအလောင်းတစ်လောင်းရဲ့လက်ကလှုပ်သွားသလိုတော့ခံစားလိုက်ရပေမဲ့သူကတက်တိမူပြီးဆက်သွားရာကနေအဆုံးကိုရောက်သွားခဲ့ပါတယ်။မန်နီကိုခွဲပြီးဝင်ကြည့်လိုက်ချိန်မှာတော့အစားအသောက်တွေအပြည့်ရှိနေတဲ့အခန်းတစ်ခုကိုတွေ့လိုက်ရလို့အားလုံးကဝမ်းသာသွားကြပါတယ်။အဖွဲ့သားတွေအားလုံးအစားအသောက်တွေကိုအပြင်ထုတ်ဖို့အတွက်အပြင်းထန်စူးစမ်းကြပြီးအပြန်လမ်းမှာမင်းဆောင်ကသူ့ဇနီးအတွက်စတုံးကလေးလေးတစ်ခုကိုတွေ့လို့ကောက်ယူလာခဲ့ပါတယ်။ဒါပေမဲ့မီးလောင်နေတဲ့အပျက်စီးအစနာတွေအပေါ်ကနေပြိုကျလာတဲ့အတွက်အားလုံးကြောက်လန့်နေကြပုံအောင်ကြရာကနေကန်ဆိုးစွာနဲ့ပဲအဖွဲ့ဝင်တူဖြစ်တဲ့ကွမ်အဲရဲ့သားဖြစ်သူဟာအပျက်စီးတွေပြီးတေဆုံးသွားခဲ့ပါတယ်။အပျက်စီးတွေကြတဲ့ရက်သွားချိန်မှာတော့သူတို့ရဲ့အဖွဲ့ဟာရိတ်ခါတွေနဲ့တူတေဆုံးသွားခဲ့တဲ့အလောင်းကိုတည်ယူခဲ့ပြီးတိုက်ခန်းနေစီရာကိုပြန်လာခဲ့ကြပါတယ်။သားဖြစ်သူတေဆုံးသွားတာကိုမြင်လိုက်ရတဲ့ကွမ်အဲဟာရှင်ကျိုးမတက်ခံစားရပြီးဂတိပေးထားတဲ့အတိုင်းသူသားကိုမကာကွယ်ပေးနိုင်ခဲ့လို့ရောင်းတက်ကိုဖျံခနဲ့ပါရဲချလိုက်ပါတယ်။ဒီအချိန်မှာပဲဟေဝန်းကရောက်လာခဲ့ပြီးတကယ်ရောင်းတက်အစ်ရဲ့မှတ်ပုံတွေကိုအားလုံးရှိမှထုတ်ပြလိုက်တယ်လို့လူအချို့ကိုလည်းအလောင်းထည့်ထားတဲ့ဝှက်လျှော်သက်ကြီးကိုတည်ထုတ်လာခိုင်းပါတယ်။အားလုံးကထိတ်တလန့်ဖြစ်ပြီးဘာတွေဖြစ်နေလဲဆိုတာကိုရှင်းပြဖို့တောင်းဆိုကြတဲ့အတွက်ရောင်းတက်တယောက်ဒေါသတကြီးပောက်ကွဲထွက်လာခဲ့ပြီးသူဟာဒီတိုက်ခန်းအတွက်အသူ့တက်ကိုတောင်ပေးဆက်ခဲ့ကြောင်းနဲ့သူသာမရှိရင်အားလုံးဒီဂျီနေတီရောက်လာမှာမဟုတ်ကြောင်းနဲ့သူဟာလေးလဲခါသူဖြစ်လို့ဒီတိုက်ခန်းကသူ့ပိုင်ဖြစ်ကြောင်းအော်ဟစ်ပြောဆိုပါတယ်။ဒါပေမဲ့ဘသူကမှသူ့ကိုမထောက်ခံကြတော့သလိုဒေါသထွက်နေတဲ့ကွမ်အဲကသူ့ကိုထပ်ပြီးအော်ဟစ်လိုက်တဲ့အတွက်ကျန်တဲ့သူတွေကပါဝိုင်းဝန်းပြီးအော်ဟစ်ဆန္ဒပြကြပါတော့တယ်။ဒေါသထွက်နေတဲ့လူအုပ်ကြီးဟာရောင်းတက်ကိုတိုက်ခန်းထဲကနေမောင်းထုတ်ဖို့အတင်းတွန်းထုတ်ကြပေမဲ့ရောင်းတက်ကရုန်းကန်ခဲ့ပြီးဟင်ဝန်းစီကိုပြေးသွားကသူမကိုအညစ်အကြေးတွေဆွန့်ပစ်ထားတဲ့မြေချင်းစီတွေကိုရဲရဲဆက်ဆက်တွန်းချလိုက်ပါတယ်။ဒီအချိန်မှာမင်းဆောင်ကလက်နက်တစ်ခုကိုကင်ပြီးရောက်လာခဲ့ပေမဲ့ရောင်းတက်ကိုမပြေးရလို့တုံဆိုင်နေချိန်မှာရောင်းတက်ကလက်နက်ကိုအလွယ်တကူလူယူသွားခဲ့ပါတယ်။
ဒီချိန်မှာပဲတိုက်ခန်းရဲ့ခြံစည်းတကားကြီးဟာပြိုကျလာခဲ့ပြီးအညိုတကြီးစောင့်နေကြတဲ့အပြင်အလူတွေဟာလက်စားချီဖို့အတွက်အလုံးရင်းနဲ့ဝင်ရောက်လာခဲ့ကြပါတယ်တိုက်ခန်းနဲ့မျိုးသားအများစုကကြံရည်ပြီးခုခံတိုက်ခိုက်ကြကရောင်းတက်ကလည်းတနက်တွေနဲ့လိုက်လံပစ်ခတ်နေပေမဲ့လူအများစုကတော့ကြောက်လန့်တကြားနဲ့ထွက်ပြေးကြပါတယ်မင်းဆောင်နဲ့မြောင်ဝါတို့လည်းသူတို့ရဲ့အခန်းထဲစီဝင်ပုန်းနေပေမဲ့အပြင်လူတယောက်ဝင်ရောက်လာခဲ့ပြီးမင်းဆောင်ကိုဝင်ရောက်တိုက်ခိုက်တဲ့အတွက်မင်းဆောင်ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားခဲ့ပါတယ်။မြောင်ဝါကဝင်ရောက်ကူညီရင်တေလိုနီးပါးဖြစ်သွားပေမဲ့မင်းဆောင်ကပဲပြန်လဲရုံးထလာခဲ့ပြီးအဲ့ဒီလူကိုတတ်လိုက်မှပဲအသက်ချမ်းသာရသွားခဲ့ပါတယ်။အခန်းထဲကနေထွက်လာချိန်မှာအပြင်ဘက်ကအထီကယုံကြီးကိုမြင်လိုက်ရတဲ့ဇနီးမောင်နှံဟာဒီတိုက်ခန်းကိုဆွန့်ခွာဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ရုတ်တရက်အပြင်လူတယောက်ကတိုက်ခန်းစီကိုဘုံတလုံးပစ်သွင်းလိုက်တဲ့အခါရောင်းတက်ကအဝေးကိုကန်ထုတ်လိုက်ပြီးမဲ့သူတို့အပေါ်တက်တက်မှာပဲပောက်ကွဲသွားခဲ့ပြီးလူပေါင်းများစွာသေဆုံးသွားခဲ့ပါတယ်။ရောင်းတက်လည်းပြင်းပြင်းထန်ထန်ဒဏ်ရာရသွားပေမဲ့သူ့ရဲ့အခန်းစီကို၄ဘက်ထောက်ပြန်သွားခဲ့ပြီးအခန်းထဲရောက်တာနဲ့တပြိုင်နက်ကျမ်းမြေပေါ်မှာလဲကျကအသက်ထွက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့လူအုပ်ကြီးကသူတို့ရဲ့အခန်းထဲကဝင်ရောက်လူရဲကြပြီးတိုက်ခန်းနေသူအများစုလည်းသူတို့ရဲ့တိုက်ခန်းကြီးကိုဆုံးခွာထွက်ပြေးသွားကြပါတော့တယ်။တစ်ဖက်မှာလည်းမင်းဆောင်နဲ့မြောင်ဝါတို့ဟာမိုးတွေရွာချလာတဲ့အတွက်ပျက်စီးနေတဲ့တိုက်ခန်းတစ်ခုထဲမှာဝင်ရောက်ပုန်းခိုကြရင်းနဲ့တညတာကိုဖျက်ဆီးခဲ့ကြပါတယ်။မင်းဆောင်တယောက်ဒဏ်ရာတွေကြောင့်အလွန်မင်းနာကျင်နေပေမဲ့မြောင်ဝါမှာသူ့ကိုကူးတာပြီးဖို့စီးပွားပစ္စည်းတွေဘာမှမရှိတော့ပါဘူး။နောက်တနေ့မှာတော့သူတို့နှစ်ယောက်ဟာအခြားအသက်ရှင်ကျန်ရည်သူတွေကိုလှစ်လူရှုပြီးဆက်လျှောက်လာခဲ့ကြရာကနေညဘက်ရောက်တော့ပျက်စီးနေတဲ့ဖျားကြောင်လေးတစ်ခုထဲမှာဝင်ရောက်နားယူကြပါတယ်။အဲ့ရမွေငယ်လေးမှာမင်းဆောင်ဟာသူယူလာခဲ့တဲ့စတိုးကလေးလေးကိုမြောင်ဝါကိုပေးပြီးသူမနဲ့လက်ထပ်ခဲ့ရတာဟာသူ့ဘဝရဲ့အပျော်ရွှင်သောအချိန်တွေပဲလို့ပြောရင်းနဲ့မျက်စိမှိတ်သွားခဲ့ပါတယ်။နောက်တနေ့မနက်ခင်းမှာတော့မြောင်ဝါနိုးထွက်လာတဲ့အခါဒီနေ့ဘောက်ကနေဖျားချနေတဲ့လှပတဲ့လင်းနှန်းလေးကိုတွေ့လဲရပေမဲ့သူမရဲ့ဘေးမှာတော့ခင်မုန်းဖြစ်သူမင်းဆောင်ဟာထာဝရအိမ်မောကျသွားပြီဆိုတော့သိလဲရချိန်မှာတော့ရှင်ကွဲမတက်ရှာကြီးတဲ့ငယ်ငိုကြွေးပါတော့တယ်။တိတ်မကြခင်မှာပဲအသက်ရှင်ကျန်ရည်သူလူတစုရောက်လာခဲ့ပြီးမြောင်ဝါကိုသူတို့နဲ့လက်ခဲ့ဖို့ဖိတ်ခေါ်တာကြောင့်မြောင်ဝါတယောက်ဟိဝန်းပြပြခဲ့မှုတဲ့ဘူတာယုံနာကလူတစုစီကိုရောက်သွားခဲ့ပါတယ်။အံ့ဩစရာကောင်းတာကအဲ့ဒီလူတွေဟာသူမကိုဗာမေးကုန်းမှမထုတ်ပဲနွေးနွေးထွေးထွေးကျူသူလက်ခံကြခဲ့တယ်လို့သူမကိုအစားအသောက်တွေပေးပြီးနေကြတခုလည်းပေးခဲ့ကြပါတယ်။အပြင်ဘက်မှာလည်းလူတွေဟာအစားအသောက်တွေကိုဒန်းတို့ညီမျှခွဲဝေစားသောက်နေတာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဒီလိုပြိုကျပျက်စီးနေတဲ့ကမ္ဘာပျက်ကြီးထဲမှာတော့လူသားတွေအနေနဲ့ကျင်နာရိုင်းမင်းစွာနဲ့လူသားဆန်ဆန်ရှင်သန်နိုင်သေးတယ်ဆိုတာကိုပြသရင်းဒီဇလန်းလေးကိုအဆုံးသတ်ထားပါတယ်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းကောင်းလေးတွေကိုဆက်လက်နားဆင်ကြနေဆိုရင်တော့ကျွန်တော်ရဲ့ City Yangon Recap Channel လေးကို Like and Subscribe လုပ်ထားပေးလို့ရပါတယ်။အားပေးနားဆင်ကြတဲ့တူဦးတယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်ပေးတဲ့ကိုလင်းပဲဖြစ်ပါတယ်။